ဒီအိမ်ကြီးလေးရလေကျမကိုယ်တိုင်ချုပ်ထားတာလေးသူကစိုက်ကလေးကတော့စိုက်ကြီးပေါ့နော်စိုက်ကြီးကိုမှတော်တော်လေးစိုက်ကြီးတယ်စိုက်တုံလေးပေါ့ကျမလည်းဒီလိုမျိုးလေးတွေချုပ်ပြီးတော့ရောင်းရတာလေဝါသနာပါတယ်ကျမလွန်ခဲ့တဲ့17နှစ်လောက်တုန်းကကျမချုပ်ပြီးတော့ရောင်းပူတယ်ဒီဟာလေးရလေ17ခွဲလောက်ရှိတယ်ပေါ့နော်17ခွဲ12လောက်ရှိတယ်ဒါဒီကိုလုံးမှာပတ်ထားလေးမလို့ဒါကျမကိုယ်တိုင်ထိုးထားတဲ့ဒီစက်ပန်းတိုးလေးပေါ့နော်အဲ့ခါကျတော့ကျမကကြတော့အင်ကြီးလေးတွေကိုကိုယ်စိတ်ကြိုက်ကလေးတွေချုပ်ပြီးတော့ပေါ့နော်သူများနဲ့မတူတာလေးတွေရောင်းရတာကိုဝါသနာပါတယ်သူကဒီကနေပြီးတော့ဒီအရှည်ဆိုရင်ကျမတို့24ပေါ့နော်အရန်ကြီးလည်းအရှည်ကြီးမဟုတ်ဘူးအရန်ကြီးလည်းအတူကြီးမဟုတ်ဘူးပခုံးကကြတော့ဒီမှာဆိုလို့ရှိရင်ကျမတို့တွေဘယ်လောက်ရှိလဲကျမတို့တော်တော်လေးကြီးတယ်16လောက်ထိပေါ့နော်အပေါ်ဓာတ်ဆိုတော့ဒီမှာနည်းနည်းပွားလေးပေါ့နော်နည်းနည်းပွားလေးမဟုတ်ဘူးတော်ရုံတိုင်ရုံစိုက်ကြီးဝတ်တဲ့သူဆိုလို့ရှိရင်ဝတ်လို့ရတယ်ပေါ့နော်ကျမကကြတော့ဒါလေးတွေကထိုးပြီးတော့လုပ်ပြီးတော့ရောင်းကျင်တယ်ဆိုတာပေါ့နော်တယောက်နဲ့တယောက်အကြိုက်လည်းမတူဘူးပေါ့နော်ရတာခံစားရခြင်းလည်းမတူဘူးပေါ့ကျမတို့ဟင်းများချက်တယ်လို့ပေါ့နော်ဆိုင်သမင်းဆိုင်ဟင်းထက်အင်ချက်ကလေးပေါ့အဲ့လိုမျိုးပေါ့နော်ကျမလည်းအိမ်ချုပ်ကလေးပေါ့နော်ကျမဒီရန်ကုန်မှာမနေခင်ထဲမှာနေတုန်းကဒါမျိုးလေးတွေကျမတတ်တရွေ့မှတ်တရွေ့ချုပ်ပြီးတော့ရောင်းဘူးတယ်အဲ့လိုပဲပေါ့နော်ကျမစီကနေပြီးတော့ဝယ်တာကတော့နည်းနည်းလေးတော့ဈေးမြင့်တယ်ဘာလို့လဲဆိုတဲ့ခါကျတော့သူများနဲ့မတူဘူးလေဒီပိတ်စားဆိုလို့ရှိရင်ကျမကအကုန်လုံးရေချပြီးမှချုပ်လိုက်တာဒါရေလျှော်ပြီးလို့ရှိရင်လုံးဝမကြုံတော့ဘူးပေါ့ပန်းဆိုလို့ရှိရင်လေကျမတစ်ထည်နဲ့တစ်ထည်မတူဘူးဒီပန်းလေးတွေကိုကျမကလည်းကိုဝတ်တဲ့သူကိုပေါ့နော်ငါမှဒီလိုမျိုးပန်းမျိုးဒီတစ်ထည်ပဲရှိတယ်ဆိုတော့စိတ်မျိုးလေးလည်းခံစားစေချင်တာပေါ့နော်အထည်လေးကတော့ဆိုလိုတဲ့သဘောကတော့ပေါ့နော်တစ်ခါတလေကြလို့ရှိရင်ကျမတော့ဟင်းလေးတွေနဲ့ပဲနှိုက်ပြီးတော့ပြောရမယ်ဆိုရင်ကြက်သားဟင်းဝက်သားဟင်းတွေတက်ဆိုင်တစ်ခါလေကြလို့ရှိရင်ချမောင်ရွက်ကြော်လေးငပိကြော်လေးရလဲတစ်ခါလေကြတော့ဒီကိုယ့်ရဲ့စိတ်ထဲမှာအဓိကဟင်းလေးရဖြစ်သွားတာမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့ခါကျတော့ကျမလည်းအဲ့လိုမျိုးစိတ်ကူးလေးနဲ့ပေါ့လေဒီဟာလေးကအိမ်ချုပ်ကလေးပေါ့အဲ့ဒါကိုမှအရန်ကြီးဈေးဘယ်လိုပြောမလဲအမြင့်ကြီးလည်းမဟုတ်ဘူးပေါ့နော်ဒါမှလည်းဈေးကလည်းအနည်းကြီးမဟုတ်ဘူးဒါဆိုလို့ရှိရင်ကျမတစ်ထည်ကို2000ခွဲရောက်ပါတယ်ဖြတ်ခနဲ့ကြည့်တယ်ဆိုလို့ရှိရင်တော့ကျမတို့ဒီဈေးတော့နည်းနည်းကြီးတာပေါ့နော်ဒါမှလို့ဝတ်ကြည့်ပါစိတ်သိမ်းကြစေရမယ်ပေါ့နော်ကျမစူးစမ်းပြီးတော့ချုပ်ထားတယ်ကျမဝင်ခံပါတယ်ကျမလက်ရအရန်ကြီးအကောင်းစားကြီးထဲမှာမပါပါဘူးဒါမဲ့လို့လက်ရအငန်းနေမှာလည်းမပါဘူးလို့တော့ကျမယူဆတယ်ပေါ့နော်ဒါမဲ့လို့ကျမလက်ကမပေးဘူးလက်လီလေးတွေပဲဒီလိုတစ်ထည်ချင်းပဲရောင်းတာပေါ့နော်အဲ့ဒါကြောင့်မို့လို့ကျမကဒီတစ်ထည်ချင်းကိုတစ်ခါချုပ်မှ90လောက်ပဲချုပ်တယ်90လောက်ကိုလည်း9ရောင်ကိုပဲပန်းကလည်း5မျိုးပေါ့နော်အဲ့လိုမျိုးလေးတွေပဲချုပ်ပြီးတော့ရောင်းပါတယ်အခုလောလောဆယ်မှာတော့ကျမလည်းအရင်နေ့တွေကမိတ်ဆက်မပေးအားဘူးအခုမှစပြီးတော့မိတ်ဆက်ပေးအားတယ်ပေါ့နော်ဒါ9ရောင်ရှိတယ်ကျမနောက်မှာတော့ဗီဒီယိုလေးမှာနောက်ပိုင်းလေးမှာပြထားပေးမယ်နော်တကယ်လို့စိတ်ကြိုက်ဖြစ်တယ်ဆိုလို့ရှိရင်တော့ဝယ်ယူအားပေးလို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်